ရှိကီရဲ့နောက်တစ်ချိန်ခါမှထဲချင်းကိုခံလိုက်ရပြီးတဲ့နောက်သူ့ရဲ့အိုဆူဇူကီခန္ဓာကိုယ်ကလည်းအချိန်တက်တန်းကုန်လာခဲ့ပြီဖြစ်ပါတယ်အီရှိကီကတော့ဇနိတ်တရဝါတွေကသူ့ကိုဒီလောက်ထိအကြက်ရအောင်လုပ်နိုင်ခဲ့လို့အောင်နိုင်သူကြီးတစ်ခွဲပြောဆိုနေပေမဲ့ရုတ်တရက်ခါဝါကီကိုဘိုကခါမအမှတ်သားတွေပြန်ပြောက်သွားတာကိုမြင်လိုက်ရပါတယ်စက္ကန့်မှရဲရဲပဲကြံတော့တဲ့အီရှိကီလည်းဘာဖြစ်သွားမှမသိလိုက်ပေမဲ့သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကလုံးဝပျက်စီးစာပြုတ်နေပြီဖြစ်ပြီးတကယ်တော့ခါဝါကီကဟိုကာလေးကိုယ်တိုင်တင်ပေးထားတဲ့ရှယ်ရိုကလုံးဂျူဆူကိုလုံးဝကွက်တိအတုံးချကအိုဆူဇူကီအီရှိကီကိုပါပါနက်နက်နဲ့တကွက်ကြောပြလိုက်တာဖြစ်ပါတယ်ဒီအချိန်ကျမှဘာမှမတက်နိုင်တော့တဲ့အီရှိကီကလည်းအမုံဘိုးကကြောက်သွားခဲ့ပြီးကံကောင်းထမဆိုတဲ့သူတို့ရဲ့ရည်ရွယ်ချက်အောင်မြင်သွားခဲ့ပြီမဲ့ငယ်တို့သုံးခဲ့တဲ့စွမ်းအားကတခုခုတော့တေချာပေါက်ပေးဆက်ရမယ့်အရာရှိရဲဆိုတာကိုဆာစကီရဲ့ရိမ့်မိနေခဲ့တာဖြစ်ပါတယ်သူတို့တွေသတိလွတ်နေတဲ့အချိန်မှာပဲဘိုရူတိုကဆာစကီရဲ့ညာဘက်မျက်လုံးရင်းနေကန်ကိုခုနိုင်နဲ့ထိုးဖောက်ပစ်လိုက်ပြီးတကယ်တော့နိုးထလာတဲ့မိုမိုရှိကီကတိုက်ပွဲတိုင်းမှာအာယုံနောက်တဲ့အပြင်စပယ်တိုင်းနင်ဂျူဆူကိုပါအသုံးပြုနိုင်တဲ့ဆာစကီရဲ့ရင်းနေကန်ကိုအခွင့်အရေးရတော့အဆုံးသတ်ပစ်လိုက်တာဖြစ်ပါတယ်ခါဝါကီကတော့သတိလစ်နေတဲ့ဘိုရူတိုကိုချက်ချင်းထားဖို့လှမ်းပြောနေပြီးသူကိုယ်တိုင်မိုမိုရှိကီကိုတိုက်ခိုက်ပြီးမဲ့အင်အားချင်းကအတော်လေးကွာဟနေတဲ့အနေအထားဖြစ်လို့ဆာစကီကဝင်တားလိုက်ရပါတယ်အီရှိကီမရှိတော့လို့ခါမပျောက်သွားရင်တောင်ခါဝါကီရဲ့ကိုယ်ပေါ်မှာအိုဆူဇူကီဒေတာတွေလုံးဝမပြတ်ပဲကြန့်ရှိနေတဲ့အတွက်ဘိုရူတိုနဲ့ခါဝါကီကလုံးဝတာမန်လူပြန်ဖြစ်မှာမဟုတ်တော့ပဲအဲအကြောင်းနဲ့နဖျားတစ်ပင်ဆိုင်ဖို့ဆယ်မီကိုကျွေးလို့ရသေးတဲ့အကြောင်းမိုမိုရှိကီကပြောပြလိုက်ပါတယ်80ရာခိုင်နှုန်းအိုဆူဇူကီပဲဖြစ်လို့အပင်ကသေးချင်းသေးနိုင်ပြီမဲ့အတီးကတော့တေချာပေါက်ရမှာဖြစ်တဲ့အတွက်မိုမိုရှိကီကအီရှိကီဖော်ထားတဲ့ဆယ်မီကိုရှာပြီးခါဝါကီကိုစရေကန်ဖြစ်အသုံးပြုလို့ရသေးတာဖြစ်ပါတယ်ဆာစကီကဝင်သားပေမဲ့မိုမိုချီကီကသူ့အနေနဲ့အသာလေးစုပ်ယူလို့ရတဲ့ဂျူဆူကိုတော့ခါမမသုံးမဲ့အနာခံလိုက်တာကိုတတိထားမိသွားတာကြောင့်အာမာထေရာဆုနဲ့ထက်ဆန်းကြီးပေမဲ့လည်းလုံးဝမစုပ်ယူပဲပတ်ရှောင်နေရကိုတွေ့လိုက်ရပါတယ်။အဲဒါကြောင့်ချာကိုရာအသုံးလို့မီတတိလေးနေရဲ့ဘိုရူတိုကမိုမိုချီကီကဂျူဆူကိုစုပ်ယူလိုက်လို့ချာကိုရာပြန်ရသွားရင်ချက်ချင်းနိုးလာနိုင်နေရှိရဲ့အတွက်ခါမနဲ့မစုပ်ယူပဲရှောင်တိန်နေရဖြစ်တဲ့အကြောင်းခါဝါကီကိုပြောပြလိုက်ပါတယ်။မိုမိုချီကီကလည်းပါနေတဲ့ဆာစကီနဲ့ထိတ်တဲ့ရင်ဆိုင်ရမယ်ဆိုရင်သူ့အတွက်မလွယ်မသိလို့အဝေးကနေသူတစ်ခါခံရဘူးလေကိုပြောက်ရာစင်ကန်နဲ့ချက်ကောင်းကိုနှမ်းတီးလိုက်ပါတယ်ခါဝါကီကလည်းပြေးလို့မလွတ်တော့တဲ့ပြင်သူ့ကိုညီကိုလိုဆက်ဆံတဲ့ဘိုရူတိုကိုအခုလိုမိုမိုရှိကီထိန်းချုပ်နေတာလုံးဝလက်မခံနိုင်တာကြောင့်စပယ်တိုင်းနင်ဂျူဆူနဲ့ခွန်မသွားခင်ခါဝါကီကသူ့ကိုယ်သူလက်တစ်ဖက်တည်းတုံးပြီး Fire ဂျူဆူနဲ့မီးရှို့လိုက်ပါတယ်တခုတည်းတော့ကြံတဲ့ဆယ်မီရဲ့အစာကိုယ်တိုင်ကိုအဆုံးရှုံးမခံချင်တဲ့မိုမိုရှိကီကလည်းရွေးစရာမရှိတော့ပဲခါမနဲ့မလုံးမဖြစ်စုပ်ယူလိုက်ရပါတယ်ပြီးရင်တော့ဘိုရူတိုနိုးမလာခင်ခါဝါကီကိုအမြန်ခေါ်သွားဖို့လုပ်ပြီးမြဲဘိုရူတိုကလည်းသူ့ခန္ဓာကိုယ်ထိန်းချုပ်နေတဲ့မိုမိုရှိကီကိုအတင်းပြန်တွန်းလိုက်ရင်လည်းတချောင်းလေးတော့ဂျိုကိုထိုးချလိုက်ပါတယ်အဲဒါကြောင့်ပဲအခြေအနေတွေကပြန်လည်တည်ငြိမ်သွားခဲ့ပြီးညီကိုနှစ်ကောင်သားဘေးချင်းရှင်လဲနေကြတဲ့အချိန်မှာနယ်ရီတိုကတော့သူ့ရဲ့နောက်ဆုံးအချိန်ကိုရောက်ဖို့အစဉ်သင့်ဖြစ်နေခဲ့ပြီဖြစ်ပါတယ်ခူရာမနဲ့နယ်ရီတိုနှစ်ယောက်လုံးကသူတို့ဆုံးဖြတ်ထားခဲ့တဲ့အရာကိုလက်ခံဖို့အသင့်ပြင်ထားပြီးဖြစ်တဲ့အတွက်ဘာမှနောင်နာရစရာမရှိတော့ပေမဲ့ဟီနာတာနဲ့ဟီမာဝါရီကိုနှုတ်မဆက်လိုက်ရတဲ့အကြောင်းတော့စိတ်မကောင်းဖြစ်မိတဲ့အကြောင်းနယ်ရီတိုကပြပြလိုက်ပါတယ်ဘိုရူတိုနဲ့ခါဝါကီကတော့တကယ်ညီကိုတွေလိုတယောက်နဲ့တယောက်တွန်းအားပေးအရွယ်ကြောင်းနေကြပြီဖြစ်လို့စိတ်ပူစရာမရှိတဲ့အကြောင်းနယ်ရီတိုကပြပြလိုက်တာကြောင့်ခူရာမကလည်းနယ်ရီတိုနဲ့ဆာစကဲလိုလာလို့ပြန်ပေးလိုက်ပါတယ်ဆာစကဲမာကအီတာချီလိုအရန်ကောင်းတဲ့အကိုတယောက်ရှိနေသေးတဲ့အတွက်နယ်ရီတိုကလည်းအရင်ကတော့အားကြပေမဲ့သူနဲ့မွေးကင်းစားတွေကအမြဲအတူရှိနေခဲ့တဲ့ခူရာမကညီကိုတယောက်ဆိုတာထက်တောင်ပိုသေးရဲ့အကြောင်းပြပြလိုက်ပါတယ်နယ်ရီတိုပြောသလိုပဲခူရာမကသပင်အဝါနဲ့ကောင်တွေတရေရေကြီးပြင်းလာတာကိုတဘဝလုံးမြင်နေခဲ့ရတာဖြစ်ပြီးသူ့မှာကအမုန်းတရားတွေဒေါသတွေနဲ့ပဲပြည့်နေခဲ့တာကြောင့်နယ်ရီတိုစိတ်တုန်လာတဲ့အဲ့ဒီအရာတွေကလည်းပေါ်ထွက်လာခဲ့တဲ့အတွက်အဲ့ဒီကောင်လေးကိုလူတိုင်းကကြောက်ရွံ့စေခဲ့တာဖြစ်တဲ့အကြောင်းခူရာမကပြန်ပြောပြနေခဲ့ပါတယ်ဒါပေမဲ့လည်းနယ်ရီတိုကတော့သူ့ကိုခူရာမကယ်ပေးခဲ့တဲ့အချိန်တွေလည်းအများကြီးရှိတဲ့အကြောင်းနဲ့ခူရာမသာမကူညီရင်တေချာပေါက်ရှုံးနေမဲ့တိုက်ပွဲတွေလည်းခဏခဏရှိခဲ့တဲ့အကြောင်းဝန်ခံလိုက်ပါတယ်လူသားတွေကထေးပြီးဆိုရင်စွမ်းအားကိုပဲစိတ်ဝင်စားကြတဲ့အတွက်ကိုမီရှစ်မီခုနှစ်မီအစရှိတဲ့ပြင်ခေါ်ဝေါ်ခဲ့ကြပြီမဲ့နယ်ရီတိုကတော့မတူပဲသူတို့အားလုံးကိုနာမည်တက်ပြီးခေါ်တဲ့တူရဲတော်သူဖြစ်တဲ့အကြောင်းပြောရင်ကိုမီမိတ်ဆာကြီးရဲ့နာမည်ကခူရာမဆိုတာကိုနယ်ရီတိုစသိခဲ့တဲ့နေ့အကြောင်းပြန်အောင်မနေကြတာဖြစ်ပါတယ်အဲ့လိုနဲ့ပဲသူတို့ညီကိုနှစ်ယောက်ရဲဘော်နှစ်ယောက်ကအိုဆူဇူကီဆိုတဲ့ကောင်တွေတောင်ဖြုံလောက်အောင်အတူတူတိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပြီးအခုလိုနောက်ဆုံးအချိန်ကိုလည်းရောက်လာခဲ့ပြီဖြစ်လို့ခူရာမကအရင်ဆုံးလက်ကိုဆန့်တန်းလိုက်ပါတယ်ပြီးရင်တော့နယ်ရီတိုနဲ့အတူရှိခဲ့တဲ့အချိန်တိုင်းပျော်ရွှင်ခဲ့ရပြီမဲ့ဒီနေ့တော့အတူတူတေခွင့်ရတော့မှာမဟုတ်ပဲသူကဘီရီယိုမုတ်ကိုတောင်းရင်အသက်နဲ့ရင်းရမယ်လို့ပြောခဲ့တာမှန်ပေမဲ့နယ်ရီတိုရဲ့အသက်လို့တော့သူမပြောခဲ့တဲ့အကြောင်းရှင်းပြလိုက်ပါတယ်အဲအကြောင်း तू ကလိန်ခဲ့တာမဟုတ်ပဲငပိန်းကောင်ကတေချာနားမထောင်ခဲ့တာဖြစ်တဲ့အကြောင်းပြောလိုက်ပြီး तू သာအစတည်းကအမှန်တိုင်းပြောလိုက်မယ်ဆိုရင်လေတေချာပေါက်နယ်ရီတိုကညင်းမယ်ဆိုတာနယ်ရီတိုရဲ့အကြောင်းလူတိုင်းချက်ပိုတီးရဲ့ခူရာမကရိမ့်မိနေခဲ့တာဖြစ်ပါတယ်ဂျင်ချူရီကီတွေကထေးပြီးစနိုးယူခံရရင်တေဆုံးတတ်တယ်ဆိုပေမဲ့ဒါကတော့အဲ့ဒါနဲ့မတူလို့အိုမီဆွမ်းပြက်ွက်ရုံလောက်ပဲရှိမှဖြစ်တဲ့အတွက်ခူရာမကနယ်ရီတိုကိုနှုတ်ဆက်စကားစပြောလိုက်ပါတယ်အဲ့ချိန်ကျမှနယ်ရီတိုကလေသူ့ကိုခူရာမကညာပြောခဲ့တယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပေမဲ့ကိုမီမိတ်ဆာကြီးကတော့သူ့ကိုအဲ့လိုစိတ်ရှုပ်ဖို့ကောင်းတဲ့အကြည့်နဲ့မကြည့်ဖို့သတိပေးလိုက်ရင်သူသွားရတော့မယ့်အချိန်ကလည်းနီးကပ်လာပြီဖြစ်လို့အဆအအရာရာဂယုစိုက်ဖို့ကျမ်းမအောင်နေဖို့မှားခဲ့လိုက်ပါတယ်သူနဲ့အတူမရှိတော့တာကြောင့်နယ်ရီတိုမှာအချိန်ကလို့ဆွမ်းအားတွေရှိမှမဟုတ်တော့ပဲအရင်လိုတဆူရိုးဆက်ဆန်ခေါင်းမသုံးမဲ့တက်ခိုက်မယ်ဆိုရင်သူ့နောက်လိုက်လာရလိမ့်မယ်လို့လည်းသတိပေးသွားခဲ့ပါတယ်နယ်ရီတိုကတော့သူ့ရဲ့အရင်းနှီးဆုံးမိတ်ဆွေတယောက်ညီကိုတယောက်မိသားစုဝင်တယောက်လိုဖြစ်နေတဲ့ခူရာမကိုထွက်မသွားပါနဲ့လို့ကလေးတယောက်လိုအဟိပြီးတားနေခဲ့ပြီမြဲကြမ်းတမ်းလာတဲ့ကိုမီမိတ်ဆာကြီးခူရာမကတော့တဖြည်းဖြည်းမှုံဝါပြောက်ွယ်သွားပြီဖြစ်ပါတယ်အဲ့လိုနဲ့လူမဲမသိတဲ့ခင်မာတွေကအတူရှိလာခဲ့ပြီးအထီးကျန်ခဲ့ဖဲချင်းခံရခဲ့စွမ်းအားကြီးခဲ့တန်မာခဲ့ရင်းနှီးခဲ့ရီမောခဲ့ရတဲ့အခိုက်အတန့်တွေအားလုံးကိုအတူတူကြော်ဖြတ်ခဲ့တဲ့ပြင်နယ်ရီတိုရဲ့လို့တဖြည်းဖြည်းဖြစ်တည်လာတဲ့အချိန်တွေကစလို့ဘေးနားမှာစောင့်ကြည့်နေရင်းနဲ့ဂျဲဘော့ရဲဘက်အဖြစ်နဲ့အတူတိုက်ပွဲဝင်ပေးခဲ့တဲ့ခူရာမကသူ့နာမည်ကိုခေါ်ခဲ့တဲ့တူးတဲ့သောကောင်လေးကိုပဲနောက်ဆုံးအနေနဲ့အပီးတိုင်နှုတ်ဆက်သွားခဲ့ပြီးဖြစ်ပါတယ်